အားလုံးပဲမင်္ဂလာပါဥစကူကနေပြန်လဲကြိုဆိုလိုက်ပါတယ်အတန်းနဲ့မပြုံးဖြီးပြီးမူရတို့လိုလုံနေတဲ့နိုင်တို့ကိုရှီကာမာတို့ကကြည်ပြီးဒီနေ့ကစောင်းမိုးပွဲအောင်တဲ့လူတွေအတွက်ပဲလေမင်းရဘာလို့လာတာလဲဒီမှာငါ့ရဲ့နေချကောင်းစီကိုမတွေ့ဘူးလားငါလည်းနေချဖြစ်သွားပြီးမိုက်တယ်မလားတွေတွားပြီးလုံနေပါတယ်နောက်ခေါင်းနဲ့ရှောင်းကြည့်နေတယ်ကျွန်တော်ကောင်မလေးဟီနာတာကလည်းနိုင်တို့အတွက်ဝမ်းတာလုံနေခဲ့ပါတယ်ဒီချိန်မှာအတန်းနဲ့ဝုံတိုင်းကျဲကဝင်ရောက်လာတဲ့ကောင်မလေးနှစ်ယောက်ကိုနိုင်တို့ကတွေ့ရပြီးအဲ့ဒီကဆာကူရာဆိုတဲ့ကောင်မလေးငေးကြီးလို့နေခဲ့ပါတယ်။ဆာကူရာကလည်းရုတ်တရက်နာရူတိုဘက်ကိုကြည့်ပြီးပြေးလာခဲ့ပါတော့တယ်။အနားရောက်လာတော့မော်နစ်ဆာကူရာပဲတော်လုံးနေပြီးဟိုကရှိတယ်လို့တော့မထင်ပဲဆာစကေးကိုဖုန်သွားကြောင်နေပါတော့တယ်။ရိုရိုရဲ့ခရက်လူမျိုးပဲပေါ့။ခဏနေအတန်းနဲ့အနာဘူးမတွေကအုံထားလာပြီးဆာစကေးပေးမှတူတိုင်းမှငါထိုင်မှနဲ့ငင်းကုန်နေကြပါတယ်။ဒါကိုကြည့်မြတဲ့နာရူတိုဟာကွန်ဖိုတက်တိုင်လိုက်ပြီးဒီကောင်ကဘာမလို့ဒီလောက်စမ်းပွင့်နေရတာလဲဘာကောင်လေးပဲလုံနေပါတယ်။နှစ်ကောင်တော့ထထိုးမရအောင်မထိုးပဲမျက်လုံးချင်းစကားပြောနေတဲ့အချိန်နောက်ကောင်ငနဲ့မတော်တဆတွန်းမိသွားတာကြောင့်နာဘူးမတွေအားလုံးကလည်းတိတ်ဆိတ်သွားပြီးကျွန်တော်တို့ legendary fact ကြီးဆိုဖြစ်ပေါ်လာပါတော့တယ်။ Sasuke ရဲ့ပထမဆုံးနားယူရတာကြောင့်နောက်တို့ခမရဒီချိန်မှာလဲနှာဘူးမတွေဝိုင်းတည်းရခံရပါတော့တယ်။အတန်းနဲ့ Erika စင်ရောက်ရှိလာချိန်မှာတော့ Ninja Kirby နဲ့ဘွဲရသွားတဲ့ကလေးတွေကိုတုံးရုံတစ်ဖွဲ့စီခွဲပြီးစိတ်မြင့်ဂျိုနေစီယာတူဦးစီနဲ့တွဲပြီးတာကိုစတင်လှုပ်ဆောင်ပါတော့တယ်။နောက်တို့ကတော့ဒုက္ခရဖြစ်တဲ့ Sakura နဲ့တစ်ဖွဲ့တည်းကြဖို့မျှော်လင့်နေတာပေါ့။ Sakura ကလည်းတူမရှိရတဲ့ Sasuke နဲ့တူတူကြဖို့ဆူတောင်းနေခဲ့ပါတယ်။ဒါပေမဲ့ Erika စင်ကတိတ်ဆက်ပြီးမှပါဝင်မဲ့လူတွေကိုကြီးညာလိုက်တော့နာရူတို့အတွက်တော့အကြီးမားဆုံးအိမ်မဆိုကြီးဖြစ်ခဲ့ပါတော့တယ်။ပထမဆုံးယူဇူမာကီနာရူတိုဒုတိယမြောက်ဟာရူနူဆာကူရာတတိယယူချီယာဆာစကေးတို့ဖြစ်ပါတယ်။နာရူကဆာကူရာနဲ့တူတူကြားလို့ပြောပေမဲ့သူရဲ့ပြိုင်မဲ့လို့အမြင့်တက်မှတ်ထားတဲ့ဆာစကေးနဲ့တွဲရတာကိုလုံးဝမကျေနပ်နိုင်ခဲ့ပါဘူး။ဆာကူရာကလည်းသူမရှိရတဲ့ဆာစကေးနဲ့တူတူကြားလို့ပြောပေမဲ့သူမတော့စိတ်နှောက်ချက်ဖြစ်ရတဲ့နာရူနဲ့တွဲရတာကိုစိတ်ပြက်နေခဲ့ပါတယ်။နောက်ကမှထိုင်နေတဲ့ဟိနာတာကလည်းနာရူနဲ့တူတူမကြလို့စိတ်ညစ်နေခဲ့ပါတယ်။နောက်တော့အဖွဲ့ရှိဟူကာဟိနာတာအင်းနုစုကကီဘာအဘူယာမရှိနိုတို့ဖြစ်ပါတယ်။ရှေ့ကောင်မှာထိုင်နေတဲ့ပြောင်ကြီးရဲ့နောက်ကိုလှည့်ပြီးဆာစကေးနဲ့အတူတူကြလို့အင်နိုပြောင်နေခဲ့ပါတယ်။ဘေးနားမှာထိုင်နေတဲ့ရှီကာမာရူကမင်္ဂလိတွေကဘာလို့အဲ့လိုဖြစ်နေလဲမသိဘူး။ဟိုကောင်ကဘာများအပူပန်းနေလဲလို့မေးရှာလိုက်ပါတယ်။အင်နိုကလည်းနေနာလိုက်လို့လည်းရှီကာမာရူမသိဘူးတဲ့ငါမင်္ဂလိမမဟုတ်တာလို့ပြန်ပြောရှာလိုက်ပါတယ်။အဲ့ဒါကြောင့်နေရစောမကြီးကနင်းနဲ့တစ်ဖွဲ့လည်းမကြချင်ဘူးလို့ပြောလိုက်တဲ့ရှေ့မှာတော့အေကစင်စင်ကလည်းအဖွဲ့30စတင်ချင်ကြပါတော့တယ်။နံပါတ်1ယမနာကအင်နိုနံပါတ်2နာရာရှီကာမာရူနံပါတ်3တော့အာကိမီရှူဂျီတို့ဖြစ်ပါတယ်။အင်နိုကတော့သူ့အဖွဲ့ထဲမှာငပြင်းတစ်ကောင်နဲ့ဖတ်တီတစ်ကောင်ပါနေလို့စိတ်လက်ကြနေပါပြီ။အဖွဲ့ဝင်တွေအားလုံးကြီးညာပြီးမှတော့နာအုပ်ကထားရလာပြီးဘာဖြစ်လို့ကျွန်တော်ဒီလိုကောင်မျိုးနဲ့တစ်ဖွဲ့တည်းထားတာလဲ။အေကစင်စင်ကလည်းဆာစကေရဲ့မင်းထက်ကိုအားလုံးထက်ကိုအတော်ဆုံးနေနဲ့အောင်းထားတာ။နောက်တော့မင်းကတော့နောက်ကရရင်အဆင့်တက်ပဲလို့ပြောချလိုက်ပါတော့တယ်။အဲ့လိုပြောလိုက်တော့ဒရန်လုံးကဝိုင်းပြီးခါပါတော့တယ်။နေ့နဲ့ထမင်းစားချိန်မှာတော့နာရူရာဆာကူရာကိုထမင်းစားခေါ်ဖို့ဖိတ်ပါတယ်။ဆာကူရာတော့ညှင်းလို့လိုက်ပါတယ်။ဘရူတို့လိုစုံညင်းကောင်လေးပေါ့။ညှင်းခန့်လိုက်ရတဲ့နာရူကအကြံတစ်ခုရတော့ပြီးဆာစကေနဲ့ကိုရှင်းခဲ့ပါတော့တယ်။ခဏကြာမှတော့ဘရင်းဘောက်ကနေဆာစကေပဲထွက်လာပါတော့တယ်။ခဏကြာမှပဲဆာကူရာဟာသူ့ရဲ့နှမှုပြောင်းလာကြောင်းပဲဆာစကေမကြိုက်တယ်ဆိုပြီးပြစ်တင်နေခဲ့ပါတယ်။ဒီချိန်မှာရှစ်တက်တက်ရနေထိုင်ရှိုးနေတဲ့ဆာစကေကိုတွေးလိုက်ပြီးမင်းရဲ့နှဖူးလေးကအရန်လာပဲဆိုပြီးစိတ်ကူးရင်နေပါတော့တယ်ဒီချိန်မှာအတန်တစ်ခုကြားလိုက်ရပြီးမင်းရဲ့နှဖူးလေးကအရန်လာပဲအနမ်းပေးလို့ရမလားလို့ပြောလိုက်တော့ဆာကူရာကြားလိုက်ပါတယ်အဲ့လိုပြောပြီးမှဆာစကေကဘေးဝင်ထားလိုက်ပြီးနာအိုတိုဘလို့ထင်တယ်လို့မေးလိုက်ပါတယ်ဆာကူကလည်း तू ကငါ့ရဲ့အရှိန်မှာဝင်နောက်ချက်နေကြပဲအဲ့လိုနောက်ချက်နေရတာကို तू ကသဘောကျတာ तू ကငါ့ရဲ့အကြောင်းလုံးဝမသိလို့ပြောလိုက်ပါတယ်အဲ့လိုနောက်ချက်နေရတာကိုသဘောကျတာ तू ကငါ့ရဲ့အကြောင်းလုံးဝမသိဘူး तू ကငါ့ကိုစိတ်ပျက်စီးတယ်ငါလိုချင်တဲ့နည်းနည်းခတ်မှုပါပဲလို့ပြင်ပြောလိုက်ပါတယ်ဒီလိုပြောပြီးအနမ်းနေပြီးတော့မှအချိန်ဆာစကေကဘိုက်အောင်လာလို့အိမ်တော်ပြေးရပါတော့တယ်အမှန်တကယ်တော့ဒါဆာစကေဟုတ်နေခဲ့ပဲဆာစကေကိုအလင်းဝင်တိုက်ပြီးဟန်ဆောင်လာတဲ့နာယူတိုတာဖြစ်နေခဲ့ပါတယ်ဒီချိန်မှာပဲဆာစကေအစ်စ်ဟာဆာကူရာဘေးကိုရောက်ရှိလာပြီးနာယူတိုဘေးမှာလဲလို့မေးလိုက်ပါတယ်ဆာကူရာလည်းနာယူတိုလွတ်ထားလိုက်စမ်းပါ။ तू ကနင့်ကိုနှောက်ချက်နေတဲ့ကောင်တက်တက်ပဲ။ तू ကမိဘမရှိလို့ဒီလိုဖြစ်နေတာလို့ပြောလိုက်ပါတယ်။အဲ့လိုပြောလိုက်တဲ့စကားကြောင့်ဆာစကေကဒေါသထွက်သွားပြီးအထီးကျန်မှုဒါကမိဘတွေစုရတဲ့ပိုပြီးဆိုးတဲ့အရာတစ်ခုပဲ။မင်းကငါ့ကိုစိတ်ပြက်စီတယ်လို့ပြောလိုက်ပါတယ်။အိမ်နဲ့တက်ပြီးပြန်ထွက်လာတဲ့အချိန်နာယူတိုကဆာစကေနဲ့တွေ့ပြီးမင်းကငါ့ရဲ့ပုံစံပြောင်းပြီးဘာလုပ်တာလဲ။ပြောဖို့ကောင်းမယ်ထင်တယ်စမ်းကြည့်တာပေါ့ကွာလို့ပြောပြီးရိတ်ကူပွားနဲ့ဆက်လက်တိုက်ခိုက်ပါတော့တယ်ရိတ်ကူပွားတွေလေဘွားပြန်မကြခင်မှာပဲဘိုက်ကပြန်လာလို့အိမ်တော်ရိတ်ကူပွားနဲ့ပြန်ပြီးဒုတက်နေကြပါတော့တယ်တစ်ဖက်မှာလည်းဆာကူရာဆာစကေပြောလိုက်တဲ့စကားတွေကိုပြန်ပြီးစဉ်းစားရင်နာယူတိုနောက်တစ်ခါတွင်ကောက်ပြီးပါမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီချိန်နာယူတိုကရရှိလာပြီးဆာကူရာတွေ့ရှိသွားချိန်မှာတော့ရင်ထဲမှာပါတဲ့အပြုံးပြုံးနေတဲ့ကြောင့်နာယူတိုကဆာစကေလို့ထင်သွားပြီးတိုက်ခတ်ဖို့ပြင်တဲ့အချိန်ဘိုက်နာတော်ကိုတွေ့သွားပြီးဆာကူရာအစောကနာယူတိုမတိသွားခဲ့ပါတယ်ဒါကတော့နာယူတိုအပိုင်းတော့ဖြစ်ပြီးအပိုင်းလေးကိုနောက်နေ့မှာဆက်ပြီးတင်ပြသွားပါမယ်ဒါနဲ့ကျွန်တော် channel လေး subscribe လုပ်ပြီးဖို့မေးခဲ့နေနော်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ